ကြတော့ပေါ့နော်ဗီဒီယိုလေးစတင်ပြီးပါစတင်ပြီးထားတယ်ပေါ့နော်အနောက်ကဒီအယုတ်ဒီပါညာတလကာရှိတာလေညင်မယ်ပေါ့နော်ညင်နေပေါ့ညင်လို့နေတော့ညင်တော့အားလုံးဒီခံပြကြပါလို့ပြောချင်တယ်စကားနည်းနည်းမှားပါတယ်မိမိကစတင်တာကြဒုတိယပေါ့နော်ပထမမိခင်စောတဲ့ခင်စောတဲ့ဂိမ်းဆိုဟာလေးပေါ့နော်ဗီဒီယိုလေးပေါ့နော်ကောမန်လေးမှန်ပြီးပေါ့နော်ကောမန်မှန်ပြီးကြဘူးနော်မြန်မာမှန်ပြီးမှကြောက်မြန်မာပါကြောင်မှုကန်ကြီးနေပါမင်းကမြန်မာပေါ့နော်အမှားပါပဲဘာလူမျိုးမှမဟုတ်ပါဘူးကဲအခုပေါ့နော်မိမိမမယတနာဆိုကမိမိကိုလက်ဆောင်ပေးတာပါဒီမှာဘူးလေးရိုက်ကြမျက်စင်းဘူးဖြစ်နေတယ်ဒီမှာပါဒီပလိုက်ပတ်စကိုတော့မဟုတ်ဘူးအန်ဘောင်းစင်မင်းရတော့ပါပဲဖြစ်ပါရဲ့ဒီနေ့ရဒီအရန်အိုက်တယ်နော်ကြချင်တယ်ဒါတော့ရန်ကုန်မှာပါရန်ကုန်မှာLet's go out. စဖောက်ပါမယ်အပန်းခဏနာချက်ထားပါမယ်လူကြီးတကားပြောနေရတယ်ဒီခံပြီးကြပါလို့ပြောချင်ပါတယ်ရှင်ဒီကကြည့်ရတဲ့ဗီဒီယိုပဲအကုန်လုံးဟောနေပါပြီရှင် Let's go ခါကြည့်ကြပါတော့အရင်လိုက်ဒါညမမဲ့ချစ်ပါကြပါရှင်ဒါရတည့်ချင်းအကုန်လုံးတည်ကြပါတယ်ခြေတော့ဒီလက်တီကိုတနခါလုံးမျိုးလာတော့လို့ရတယ်တွေးလိုက်ရတာပေါ့နော်ဒါလေးကိုဆော့ရပါမယ်သိမညာလိုက်ကြည့်ပြီနော်ဒီခံနော်ဒါလေးจะว่าได้ไหมชีได้เลยเย้ဒါမင်းခလေးတွေလေးနေတူညာရပါတူညာတယ်မအဲ့လေးရမညာရေချိုးတော့ဆိုအဲ့လိုအဲ့နော်ဒါမင်းတက်တော့မှရေးဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုလေးကိုပေါ့နော်ကြောင်ပုံစံလေးနဲ့ကြောင်ပုံစံလေးနဲ့ကောင်းမှာဒါလေးရမင်းအငြင်းတဲ့သုံးဖြစ်တယ်ပေါ့နော်မမမင်းသုံးတာတီးလို့မမပေးလိုက်တာပေါ့နော်ဒီမှာပါမင်းလီမွန်ရောင်လေးပို့သုံးတာပါလီမွန်ရောင်သူကလီမွန်အနားစီးနေကြတယ်တော်မွေးတာရယ်ကောင်းလာပြီရှင်းတော့ပါဖြတ်အားလုံးမပြည့်စီပြီးတော့ထည့်ပါမယ်ရှင်ဘုမလေးမြတ်မှန်ပဲပညာလင်းလိုက်တင်ပေးပါမယ်အကူက2 နာရီခွဲအောင်ပေါ့နော်လက်တ
ရှင်ထိပ်ပြီးပါပြီလို့ ဗီဒီယိုလေးဆိုနေကြည့်ဖို့အတွက်အလုံးကြီးတမန်ဘိုင်